မင်္ဂလာပါရှင်တစ်ခက်လေး online shop မှာပြန်လဲကြိုဆိုပါတယ်เนาะမိမိကိုပြပေးမှလေးကကျတော့အင်းလေးရှီပေါင်းသားဟိုမှာစတိုင်ဘတ်ပုံနဲ့ရှုပ်ထားဖြစ်ပါတယ်ရှင်အသားအရန်ကောင်းတယ်เนาะအင်းလေးရှီသားပါရှင်မိမိထင်သားမြင်သားအောင်တခြားအယောင်လေးမိမိပြပေးပါမယ်ရှင်ဒီမှာလေးနော်ဒါလေးအင်းလေးရှီပေါင်းသားလေးဖြစ်ပါတယ်ရှင်ပေါင်ကြီး140ကျော်ဝေးလို့ရပါတယ်နော်ပေါင်ကြီး140ကျော်ရပါတယ်ကတိရန်ကောင်းတယ်ရှင်ဖောက်ကလေးနှစ်ဖက်ပါတာဖြစ်တဲ့အတွက်လုံးဝဝေးလိုက်လို့ရှင်လုံးဝ smart ကြနေမှာတေးကြပါတယ်ရှင်ကွာလေးကလည်းကွေးလေးနဲ့ကွာကြလေးရှုပ်ထားဖြစ်တဲ့အတွက်တင်းနေကြက်မှလုံးဝပူစရာမလိုပါဘူးကွာဒီကွဲမှာဘူးလုံးဝစိတ်ပူစရာမလိုပါဘူးရှင်ဖောက်ကလေးနဲ့အရင် smart ကြပါတယ်နော်မျှော်ပြားကြီးနဲ့မျှော်ပြားလက်သုံးလုံးမျှော်ပြားကြီးလေးနဲ့ခက်လေးရှုပ်ထားဖြစ်ပါတယ်ရှင်ကာလာလိုင်းလေးကတော့10ရောင်လိုင်းလာပါမယ်နော်မိမိအားကြော်တော့3တေတွေကနေစာရောင်းပေးပါမယ်ကိုသမားကြီးလည်းအဆင်ပြေအောင်3တေတွေကနေစာရောင်းပေးပါမယ်ရှင်ဒီမှာလေးနော်မမေကိုဝစ်ထားလေးအရန်ကိုလှတယ်ပေါ့နော်မမေဝါတဲ့သူတောင်ပိန်သွားစေပါတယ်ရှင်ကာလာလေးတွေလည်းအရန်ကိုပိုးဆန်တယ်ကာလာလေးရလည်း10ရောင်လိုင်းလာမယ်10ရောင်လိုင်းဟိုမှာ3တေ3ရောင်ကနေစာရောင်းပေးပါမယ်ရှင်တစ်ထည်ဟိုမှာ11500လေးနဲ့ပဲယူသွားပေးပါရှင်ကာလာလေး3ရောင်လိုင်းလုပ်ပေးထားပါလုပ်ပေးပါမယ်နော်9တဲ့ယူမဲ့သမားကျော်တော့9ရောင်ရမယ်10တဲ့သမားကျော်10ရောင်ရပါမယ်ရှင်9တဲ့ယူမဲ့ဆိုလို့ရှိရင်တော့ဈေးလေးက1100အတီလေးနဲ့ပဲယူသွားပေးပါရှင်10ရောင်ယူမယ်ဆိုရင်လည်း1100ပါပဲเนาะ3တယ်ကကျတော့မေဈေးလေး900ပို့ပါမယ်เนาะ11500လေးနဲ့ပဲယူသွားပေးပါရှင်3တယ်ကိုတစ်ထည်ကို115009တယ်ယူလို့ရှိရင်11000လေးနဲ့ပဲယူသွားပေးပါရှင်ဒါလေးကိုကြိုက်နေတဲ့ရင်3995393830 Viber မှာလာရောက်အားပေးလို့ရတယ်လို့တစ်ခက်လေး Page Messenger မှာလည်းလာရောက်ဝယ်လို့ရပါတယ်เนาะအခု TikTok shop မှာလည်းဝယ်လို့ရပါတယ်စိုက်မှာလည်းလာဝယ်လို့ရပါတယ်เนาะမေခုပြတဲ့ကာလာလေးတွေပါเนาะအရန်ကိုလာတယ်ဒီကာလာကြီးတွေကပဲပါပါမယ်ရှင်3တေသမားများကာလာလေး3ရောင်ထည့်ပေးပါမယ်ရှင်အယောင်တော့ပြီးမြည်ပါဘူးเนาะအားလုံးကျေးဇူးတင်ပါတယ်အများကြီးရောက်ကောင်းကြပါစေရှင်ကာလာလေးတွေရမ်းလာပါတယ်เนาะဒီမှာเนาะမေဆိုပေါင်ကြီး140ကျော်ပါတယ်เนาะပေါင်ကြီး140ကျော်အောင်ဒီလိုလေးဝိလို့ရပါတယ်เนาะကျေးဇူးတင်ပါတယ်ဆိုင်မှာလည်းစိတ်ကြိုက်လာရောက်